အလွန်အင်မတန်မှ6ကက်နေတဲ့ညအချိန်မှာအရန်ကိုဟောင်းနှဲတဲ့နန်းတော်ကြီးရဲ့အရှိမောင်ညီမ3ယောက်ဖြစ်တဲ့နန်းတောင်စန္ဒာနဲ့တန်တာတို့ကသူတို့ရဲ့ချစ်သူတွေနဲ့အငင်းပွားနေခဲ့ကြတယ်။ကျမတို့ကဒီတစ်တာထဲမှာပတ်စံတွေရွှေတွေငွေတွေအများကြီးထည့်ပြီးတော့မှရှူခဲ့တာပါ။ကျမတို့ကိုပြေးရအောင်ကျမတို့ကိုပြေးပြီးတော့ဘဝအသက်ထူထောင်ကြမယ်လေ။တန်တာရေနင်တာဘာတွေပြောနေရတော့ငါတို့ညီမ3ယောက်ကနေတို့ကလေးတွေရဲ့အမေဖြစ်တော့မှာအကယ်လို့အမေအဖေနဲ့ပတ်ဝန်းကျင်ကသာငါတို့ကအိမ်အောင်မကြသေးပဲကိုဝင်ရှိနေတယ်ဆိုတာသိသွားရင်ငါတို့ကသွားပြီနေတို့ကလည်းဒီကိစ္စလေးကိုများဒီလောက်အကြီးကြီးချဲ့စရာမလိုပါဘူးမနေ့ပြန်ငါတို့နဲ့အတူတူစိတ်အောင်လိုက်ခဲ့လိုက်ပေါ့အဲ့ဒီကိစ္စကိုလုံးဝမစင်စားနဲ့နော်ကျမတို့ကလေးကဒီကဘာမှာတေချာပါကိုလာမှာအဲ့ဒီအချိန်မှာကောင်လေး3ယောက်ကတယောက်နဲ့တယောက်မျက်စိပိတ်လိုက်ပြတယ်သူတို့ဆိုင်ကယ်ပေါ်တက်ပြီးတော့မှထွက်ပြေးကြတာပေါ့ညီမ3ယောက်ကအနောက်ကနေပြေးလိုက်ပြီးတော့မှအော်နေခဲ့ပါတယ်နေုံညီတို့တွေကတစ္ဆာမရှိတဲ့ကောင်နေပဲငါတို့3ယောက်အိမ်ကနေပြေးလာတာနော်ဒီလောက်ညအိမ်မှာကျမတို့ကဘယ်ကိုသွားရတော့မှာတော့ရက်လိုက်ပါအောင်ဒီလိုအော်ရင်နဲ့3ယောက်ကလန့်ပြီးနိုးသွားခဲ့ပါတယ်ပြီးတော့သူတို့ကညပေါ်မှာထထိုင်လိုက်ကြတယ်နေပါအောင်3ယောက်လုံးဒီလောက်ညအိမ်မှာဘယ်ကိုသွားရတော့မှာတော့လောကကြီးကကျမတို့ကိုပဲအပြစ်တင်လိုက်မယ်အဲ့ဒီချိန်မှာပဲသူတို့ကဘေးဒီလဲကြီးလိုက်တဲ့အခါမှာတော်ရဲမှာမဟုတ်ဘဲနဲ့သူတို့အိမ်မှာပဲရှိနေတာကိုတွေ့ခဲ့ရတယ်။နိုင်ကြီးလိုက်တော့3နိုင်ထုံးနေပါတယ်။ဒါဆိုရင်ငါတို့3ယောက်လုံးကအိမ်မက်မက်နေကြတာပေါ့။တကယ်ပဲဒီညီမ3ယောက်ကကိုဝင်းသေးရီနေကြတာလား။သူတို့ရဲ့အိမ်မက်ထဲမှာအမှန်တရားကဘယ်လောက်ရှိလဲ။ဒါကိုသိဖို့အတွက်ပုံမြင်လေးကိုအစားကနေနားထောင်မှဖြစ်မယ်။တန်တာကမင်္ဂလာဆောင်ပြီးတော့မှယောက်ျားဟင်ကိုလာခဲ့ခြင်းဖြစ်ပါတယ်။ထွေးမကြီးသမင်းချက်လိုက်ပါအောင်။သမင်းတော့ချက်လိုက်ပါမယ်အမေရဲ့ဒါပေမဲ့ကျမရဲ့ရောင်းမ3ယောက်ကဘာလို့ဒီလိုတူတူလေးတွေဝစ်ထားတာလဲပြီးတော့ဒီလောက်ညအိမ်မှာအိမ်ကိုပြန်လာကြတာအမေမကြီးကိုဒင်ရဲ့စီမင်းစည်းကမ်းတွေတခါလေးပြောပြထားလိုက်ချွေးမကြီးနင်ကရွာကလာတာလေတာကမြို့ရွာနဲ့မြို့ဆိုတာမတူဘူးဒီမှာယောက်ျားနဲ့မိန်းမဆိုတာတန်းတူပဲဒီလိုနဲ့တီရာကမိဖို့ကြောင့်နေသွားပြီးတော့မှသမင်းချက်ခဲ့ပါတယ်သမင်းစားတော့ပြီးတော့အားလုံးအိတ်သွားခဲ့ကြတယ်ဒီနေ့တော့တီရာနဲ့နိုင်ရဲ့လောင်းညပဲဖြစ်ပါတယ်။နောက်နေ့မနက်မှာတီရာကစောစောထားပြီးတော့မှထမင်းချက်ပြုတ်ခဲ့တယ်။သူ့ရဲ့ရောင်းမ3ယောက်ကတော့မိတ်ကက်တီအများကြီးလိမ့်ပြီးတော့ပြင်ဆင်ပြီးတော့မှမနက်စာလာစားခဲ့တယ်။ညီမတို့ကကြောင်းလဲပြီးသွားပြီပြီးတော့အလုပ်လည်းမလုပ်ကြဘူးလား။အဲ့ဒါကိုဒီလောက်မနက်စောစီဒီလောက်ထိပြင်ဆင်ပြီးဘယ်ကိုသွားကြမလို့လဲ။အမေမကြီးကိုဘာမှမဆုံးမထားဘူးလား။ချွေးမကြီးဘာလို့အလကားနေရင်ငါသမီးတွေကိုမေကုန်းနေထုံနေရတော့ဒီလိုနဲ့3ယောက်ကမနက်စာစားပြီးတော့မှပြင်ဆင်ပြီးအိမ်ကနေထွက်သွားခဲ့ကြတယ်။အခုလက်တနေရာမှာသူတို့ရဲ့ချစ်သူတွေနဲ့ပြစ်ဆောင်ပြီးတော့မှသူတို့နဲ့အတူလိုက်သွားခဲ့ကြတယ်။တဲလေးတို့ကြီးဒီနေ့ငါတို့ကလပ်သွားရအောင်။အဲ့ဒီမှာအရင်ပျော်စရာကောင်းပါ။နေတို့3ယောက်ကငါတို့ကိုဒီလိုပဲလဲပေးနေမှာလား။မင်္ဂလာဆောင်ကိစ္စရောနည်းနည်းစဉ်းစားပါအောင်။ငါတို့ကအခုငယ်သေးတယ်။လက်ထပ်ဖို့ကြတော့ငယ်သေးတယ်ပေါ့။ချစ်သူထားဖို့ကြတော့ရောမင်းတို့ကလည်းအပူစကားတွေမပြောစမ်းပါနဲ့ဒီလိုနဲ့သူတို့တွေကပါလေခဲ့ကြတယ်ဒီလိုနဲ့ညတကောင်မှအိမ်ကိုပြန်လာခဲ့တယ်နားစရာကောင်းတဲ့တီတာကတော့သူတို့ကိုစောင့်မျှော်နေခဲ့တယ်ငါအစကလေးကထင်တယ်သူတို့တွေကဒီလိုမျိုးကောင်လေးတွေထားကြမယ်ဆိုတာသူတို့3ယောက်ကိုပို့ပြီးတော့မှကောင်လေးကပြန်သွားခဲ့တယ်ဒီလိုနဲ့နေ့တိုင်းအချိန်တွေကုန်ဆုံးခဲ့တယ်သူတို့ကမနက်ဆိုရင်အိမ်ကနေထွက်သွားပြီးညတကောင်ကျမှအိမ်ကိုပြန်လာခဲ့တယ်အနည်းမနက်စောစီ3ယောက်လုံးကအိမ်အပြင်ထွက်တဲ့အခါမှာပဲသူတို့ကအံ့ခဲ့ကြတယ်တီရာကလည်းအိမ်ပေါ်တက်ကနေသူတို့ကိုလမ်းမြင်သွားခဲ့တယ်။ဖယားကြီးကျမစဉ်းစားထားတဲ့အတိုင်းပဲဖြစ်ပြီလားမသိဘူး။အဲ့လိုတော့မဖြစ်ပါစေနဲ့။တို့ဒီကနေအမြန်သွားကြမယ်။ဒီလိုနဲ့အမြန်သွားပြီးတော့သူတို့တွေကပန်းချန်တစ်ခုမှရောက်ခဲ့ကြတယ်။နင်းကြမှာသူတို့ရဲ့ကလေးတွေကရောက်လာခဲ့ကြတယ်။နေတို့ငါတို့စကားကိုတေချာနားထောင်တော့ငါတို့3ယောက်ကကိုဝင်နေရှိနေကြပြီ။ဒါကိုကြားပြီးတော့မှကောင်လေး3ယောက်လုံးကအရှမ်းကိုအံ့ဩသွားခဲ့ကြတယ်။အဲ့လိုဘယ်လိုဖြစ်နိုင်မှာတော့ဘယ်လိုဖြစ်နိုင်မှာတော့ဟုတ်လားကဲလို့အမြန်ဆုံးနေတို့3ယောက်တစ်ခုမဟုတ်တစ်ခုမစီစဉ်ဘူးဆိုလို့ရှိရင်တော့ငါအကြောင်းသိမယ်နော်။သွားမယ်ညီမတို့အိမ်သွားကြမယ်။ဒီလိုနဲ့3ယောက်လုံးကအိမ်ကိုအမြန်ပြန်လာခဲ့ကြတယ်။ကောင်လေး3ယောက်ကလည်းအခုချိန်မှာသူတို့နဲ့ဆက်အသွယ်တဖြည်းဖြည်းဖြတ်ခဲ့တယ်။ချိန်နဲ့လည်းတွေးဖို့မလာခဲ့ဘူး။ညမှာညီမတို့ရေမနှက်ဖြန်ချလို့ရှိရင်တို့ချစ်သူတွေကိုစကားပြောကြည့်လိုက်မယ်ပြီးလို့ရှိရင်သူတို့နဲ့ခိုးပြေးလိုက်မယ်။နန္ဒာကြီးနင်ကလည်းအလကားနေရင်နဲ့စိတ်ပူနေတာအခုချိန်ဒီငါတို့ကပြောင်းဝင်ရှိမှသွားပြီးတော့စစ်မစစ်ရသေးတာတော့ပြီးအိတ်တော့မယ်ဒီလိုနဲ့3ယောက်လုံးကအိတ်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာအိမ်မက်ကမြန်အစားမှာပြောထားသလိုပဲအိမ်မက်မှတ်ခဲ့တယ်နက်3နာရီချိန်မှာလက်နိုးသွားခဲ့တယ်ငါကတော့တေးချသွားပြီ
တကယ်ကိုဝင်ရှိနေပြီနဲ့ဆော်စီမှာသူတို့ကအပြင်ထွက်ပြီးတနအီကြာမှပဲပြန်ရောက်လာခဲ့တယ်ပြန်လာပြီးတော့မှအိမ်ပေါ်ထက်မှာစကားတွေပြောခဲ့ကြတယ်ဖက်မှာတီတာရဲ့ရောက်ခမကတီတာကိုပြောတယ်မိမကြီးငါသမီးတွေရဲ့အခန်းတွေကိုရှင်းပေးလိုက်ပါပြီးတော့အခင်းတွေလည်းလဲပေးလိုက်အောင်ဟုတ်ပါပြီအမေအခန်းထဲသွားတဲ့အခါမှာတော့ကိုဝင်စစ်တဲ့ဒန်နီကိုတွေ့ခဲ့ရတယ်ဟဲသူတို့၃ယောက်ရဲ့အလက positive ပဲဒါဆိုရင်ငါရဲ့ရောင်းမ၃ယောက်ကအိမ်အောင်မပြုတ်သေးပဲကိုဝင်ရှိနေပြီပေါ့ဒီချိန်မှာပဲသူတို့ရဲ့ရောင်းမ၃ယောက်ရောက်လာခဲ့တယ်တီတာရဲ့လက်ထဲမှာစစ်စစ်တန်တွေ့ပြီးတော့မှသူတို့၃ယောက်ကအရန်ကြောက်သွားခဲ့တယ်နေတို့မြို့ပေါ်မှာဒီလိုပဲဖြစ်တာလားမင်္ဂလာမဆောင်သေးဘဲနဲ့ကိုဝင်ရသွားကြတာလားလို့ဆိုလို့ရှိရင်နေတို့အကိုနဲ့အမေကိုအမြန်လေးသွားပြောပြလိုက်မယ်လို့ပဲရှင်ပွဲဆင်နွှဲကြမယ်လေလို့ပြောပြီးတီရာကအခန်းထဲကနေထွက်သွားခဲ့တယ်အဲ့ဒီအချိန်မှာပဲ၃ယောက်ကတီတာကိုအထဲထဲဆွဲထည့်လိုက်တယ်ပြီးတော့တကားကိုလည်းတေချာလေးပိတ်လိုက်တယ်ဒီအဲ့လိုမလုပ်ပါနဲ့ဒါဆိုနေတို့၃ယောက်ကဘယ်လိုလုပ်ကြမှာတော့ဟောငါကမေ့သွားတာနေတို့တွေကအရန်ခက်ဆန်နေဆိုတော့ဒီကလေးတွေမမွေးခင်ပဲသူတို့ကိုတတ်လိုက်မှာမလားမကြီးကျမတို့အလောက်ကြီးလဲခင်းမဆန်ပါဘူးကျမတို့ကကျမတို့ကလေးတွေကိုမွေးချင်ပါတယ်ကျမတို့ကိုကူညီပေးပါအစတုန်းကဒီလောက်ထိဆုံးပါတယ်ပြောစကားကြနားမထောင်ဘူးအခုကျမှလာကူညီပေးလို့နေတယ်နေတို့၃ယောက်ကနေတို့ကောင်လေးတွေရဲ့အိမ်ကိုတိလားတိပါဘူးမကြီးရေဒါပေမဲ့သူတို့၃ယောက်ကညီကိုအရင်နေဒီလိုကောင်လေးပေါ်မှာနေတို့တွေကယုံကြည်လိုက်တာပေါ့မဖြစ်ပါဘူးနေတို့၃ယောက်ကောင်လေးတွေနဲ့ပန်းချက်တစ်ခုမှချင်းတွေးလိုက်အရန်ကျေးဇူးတင်ပါတယ်မကြီးရေကျမတို့ကမကြီးကိုအရန်ကိုဖြစ်ပြောခဲ့တယ်ဒါပေမဲ့မကြီးကကျမတို့ကိုကူညီပေးနေတယ်ဒီအကြောင်းကိုအမေတို့ကိုလုံးဝမပြောပြပါနဲ့နော်အေးပါစိတ်မပူနဲ့အခုချိန်မှာမကြီးနဲ့ရောင်မ၃ယောက်ကအိမ်အပြင်ကိုတိုင်တဲ့ထွက်လာခဲ့ကြတယ်အမလီဒီနေ့နေကဘယ်ဘက်ရက်ကနေထွက်တာတော့မကြီးနဲ့ရောင်မကစုတယ်အမေသမီးကဒီ၃ယောက်နဲ့အတူတူအပြင်မှာ shopping သွားထွက်မလို့ပါလို့ပြောပြီးတော့အပြင်ထွက်သွားခဲ့ကြတယ်မကြီးဒီလောက်တွေ့တာအကြီးကြီးဘာလို့ယူခဲ့တာတော့အေးပါဒါရီအကုန်ပြီးသွားမှနေတို့သိလိမ့်မယ်ဒီလိုနဲ့သူတို့တွေကဈေးဆိုင်တစ်ခုကိုသွားခဲ့ကြတယ်ဟိုနားမှာကောင်လေးနဲ့ချင်းတူဖို့ခေါ်ထားတာမလားအစွန်နေတို့သွားတော့ဒီရာကတော့တဲ့အတွင်းကိုဝင်သွားခဲ့တယ်အဲအကြောင်းမှာသူတို့ကောင်လေးတွေလည်းလာပြီးစကားတွေပြောနေခဲ့ကြတယ်ဒီဘက်မှာတီရာကအကုန်နားထောင်နေခဲ့တယ်နေတို့၃ယောက်ကငါတို့အိမ်ကိုတိပြီးဘာလုံးမှာတော့သူတို့တွေကသူတို့အိမ်ရဲ့လိပ်စာကိုလုံးဝမပေးဘူးပဲကြည့်ရတာငါဝင်မှပဲဖြစ်တော့မယ်တီရာကတော့ဝစ်စားလဲခန်းနဲ့သွားပြီးတော့မှအဝစ်စားလဲပြီးအပြင်ထွက်လာခဲ့တယ်သူကတော့ယောက်ျားပုံစံပြောင်းလိုက်တယ်ပြီးတော့သူတို့ချင်းတွေ့နေတဲ့နေရာကိုသွားခဲ့တယ်ခမရတို့၃ယောက်ကညီကိုအရင်နေမလားခမရတို့ကစုအကြီးကြီးတစ်ခုရထားတယ်ဒီထဲမှာကျောင်းရတွေအားလုံးဖြည့်ပေးပါပြန်ကြလို့ရှိရင်အိမ်မှာအဲ့စုရောက်လာလိမ့်မယ်အကယ်လို့မလို့ချင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ပြန်တော့မယ်အော်မို့ပါဘူးရချင်ပါတယ်ပြီးဖုန်းဖြည့်ပေးမယ်သူတို့၃ယောက်ကလောဘကြီးတဲ့သူတွေဖြစ်တယ်ဒါကြောင့်မလို့ဖုန်းဖြည့်လိုက်တာပေါ့သူတို့လိပ်စာလဲပါခဲ့တယ်ညအချိန်မှာတော့တီရာကသူ့ယောက်ျားကိုအပြုံပြောပြလိုက်တယ်နောက်နေ့မှမိသားစုတစ်စုလုံးသူတို့အိမ်ကိုရောက်လာခဲ့တယ်၃ယောက်လုံးအရန်လန့်သွားတယ်ဦးလေးရဲ့သား၃ယောက်ကကျမရဲ့ရောင်းမ၃ယောက်ကိုချစ်နေတာဒါကြောင့်မလို့မင်္ဂလာဆောင်ကိစ္စပြောလိုက်ရအောင်ဒါဘာတွေကြားနေရတော့ဦးလေးဒီ၃ယောက်နဲ့တက်တက်စကားပြောချင်လို့ပါငါရဲ့ရောင်းမ၃ယောက်လုံးကကိုဝင်ရှိနေတယ်မင်္ဂလာဆောင်ဖို့အတွက်လက်ခံလိုက်မဟုတ်လို့ရှိရင်တော့အမှန်တရားတွေအားလုံးမင်းတို့အဖေကိုပြောပြလိုက်မှာဒါပေမဲ့လေအမတို့ကကျွန်တော်တို့အိမ်ကိုဘယ်လိုတည်သွားတာတော့အဲ့ဒါကတော့မင်္ဂလာဦးညမှာပဲမိန်းမတွေနဲ့မေးကြည့်လိုက်အဲ့တော့အမှန်တရားအကုန်ပြောပြလိုက်ရမလားပြောပြပါနဲ့သူတို့နဲ့မင်္ဂလာဆောင်ဖို့အတွက်လက်ခံပါတယ်လုံနဲ့ရဲ့အနှင်းငယ်ကြမှာမင်္ဂလာဆောင်မဲ့နေ့ရောက်လာခဲ့ပါတယ်ရောင်မ၃ယောက်လုံးကမင်္ဂလာဆောင်ဝတ်ဆောင်ဝတ်ပြီးတော့မှတီရာရှိကိုလာခဲ့တယ်မကြီးကိုအရန်ကျေးဇူးတင်ပါတယ်အကုန်လုံးမိလိုက်ပါပြီးတော့ဘဝကိုပျော်ပျော်ရွှင်ဖြတ်သန်းပါလုံနဲ့မင်္ဂလာဆောင်ပြီးပျော်ရွှင်မဲနေထိုင်သွားကြပါတော့တယ်ကိုလာအကြမှာကလေးလေးတွေမွေးဖွားခဲ့တယ်